တရားဟောတယ်ဆိုတာဟောတဲ့ပုဂ္ဂိုလ်ကနားတဲ့ပုဂ္ဂိုလ်တွေကိုနားနိုင်အောင်လို့ရနိုင်အောင်လို့အဲ့ဒါဟောတာနားတဲ့ပုဂ္ဂိုလ်တွေကယူရတယ်တရားနာတဲ့ဆိုတာ၄မျိုးရှိတယ်မိုးရွာတာနဲ့ဥပမာပေးလို့ရှိရင်တော့တချို့ကခွက်တော်ရှိတယ်မိုးရွာတယ်မှောက်ထားတယ်ရေရသလားမရဘူးတရားဘုရားရွာတယ်ဗျာတရားလာမနာဘူးကိုယ့်ဘာကိုနေတာကခွက်မှောက်ထားတာဟုတ်ပြီလားနောက်တစ်ခါကျတော့မိုးတော့ရွာတယ်ခွက်အပေါက်ကြီးနဲ့ခံတာဘုန်းကြီးကဟောနေစိတ်ကအိမ်ရောက်နေရုံနဲ့နာနဲ့ကွဲနေဘုန်းကြီးကတရားဟောနေတာနားကကြားတာဘာဒီကြားမှမသိစိတ်ကသားကြီးရောက်တယ်သမီးကြီးရောက်တော့ခွက်ပေါက်ကြီးနဲ့ခံတော့နားရတော့ရောက်ပါတယ်နှလုံးသားထဲမှာအဖတ်တင်ရတာအဲ့ဒါခွက်ပေါက်ကြီးနဲ့တရားနာတာဟုတ်ပြီလားခွက်တော်ရှိတဲ့မှောက်ထားတာရဲ့ခွက်တော်ရှိတဲ့ခွက်ပေါက်ကြီးဖြစ်နေတယ်တချို့ကြတော့ခွက်အကောင်းနဲ့တော့ခံတယ်ပြည့်လဲပြည့်သွားပြီးလဲပြီးတော့သွန်ချထားခဲ့တယ်ဘာမှမသိတော့ဓမ္မယုံအပြင်ရောက်တော့ဘာပါသေးလဲအဲ့ဒါခွက်ပေါက်ပြီးတော့ခံနေတာဟုတ်ပြီလားနောက်တူကြတော့ခွက်ကောင်းကောင်းနဲ့မိုးရေကိုခံယူပြီးတော့အဲ့ဒီရေကိုသုံးဆောင်နေအကျိုးမရှိဘူးလားအဲ့တော့ခင်ဗျားတို့ခွက်မောက်ပြီးနာမလားခွက်ပေါက်နဲ့နာမလားသွန်ပြီးနာမလားဆောင်းပြီးနာမလားတေးသေးချာပြောမှန်ပြောနောက်နေ့တစ်ခါပြန်စစ်အောင်မှာပြန်စစ်အောင်မှာဘုန်းကြီးတွေခင်ဗျားတို့ကမြောက်လို့ရမြောက်ပေးနေတာဒီဘုန်းကြီးကျတော့မရတော့အကယ်၍တာဓမ္မတရားတော်မြတ်ကိုဆိုတော့ခန္ဓာ၅ပါးယုံနာ၅ပါးဆိုဒီအနိစ္စမမြဲဘူးဆိုလိုချင်သေးလားဒုက္ခဆင်းရဲပါတယ်ဆိုတွေ့ချင်သေးလားအနစ်မရှိပါဘူးဆိုအနစ်ရှိတယ်လို့ရှာကြအောင်မလားမရှာကြဘူးဆိုဒီလောကကြီးနေခြင်းပါအောင်မလားအခုတော့ဘာဖြစ်လဲတဏ္ဍာလေးပန်းလေးပန်းโอเคပဲရက်တောင်လေးခါတော့စီးပွားလေးရလဲပြည်လဲယောက်ျားရလဲကောင်းသားတဲ့သမီးတွေကလည်းပြာရိတာဘိုးတွေရတာငါတော့ဘဝကျဉ်း납ပြီတဏ္ဍာလေးပန်းလေးပန်းလိုက်တော့အဲ့ဒါအချင်းံကိုရီးယားကားလေးကြီးစိတ်ချမ်းသာကိုချမ်းသာဖြစ်မလာဘူးလားဖြစ်လာပြီဟောသားလေးရဆိုတဲ့သားတန်ဟောစင်မနုံဘွဲ့တွေတန်ဟောစင်မနစ်သမီးတန်ဟောစင်မနုံဘွဲ့နော်ချွေးမတွေသမက်တွေမှာမြည်တွေမြစ်တွေဆိုတဲ့နုံဘွဲ့ကြည့်စရာဆိုတဲ့နုံဘွဲ့ကြားစရာဆိုတဲ့နုံဘွဲ့စားစရာဆိုတဲ့နုံဘွဲ့တွေ့စရာဆိုတဲ့အတွေ့နုံဘွဲ့ရွှေတွေငွေတွေကြောက်တံမရတွေအဝယ်စားတွေဖုဒ္ဓဘာအာယုဆိုတဲ့အတွေ့ကာမဂုဏ်မှာနစ်နေကြတယ်တတ္တဆိုတဲ့တတ္တယုံတဲ့ကာမဂုဏ်မှာလည်းနစ်နေကြတယ်ခွာနိုင်ရဲ့လားမခွာနိုင်လို့အိမ်မှာနေတာပေါ့ခွာနိုင်တဲ့ပုဂ္ဂိုလ်အိမ်မှာနေသေးလားကိုရှိမှရှိတဲ့သီလရှင်တစ်ပါးအိမ်မှာနေတာလားရိတ်တာမှာနေတာလားရိတ်တာမှာကာမဂုဏ်ရှိလားမရှိဘူးလားရှိတာသွားမမေးနဲ့ခေါင်းလာကြည့်စပိန်မရှိဘူးဟုတ်ပြီလားခင်ဗျားတို့ခေါင်းမှာဘာရှိလဲအဲ့ဒါဘာအာယုံလဲကာမဂုဏ်ပေါ့အိမ်မှာကရုံကြီးနဲ့ကြာနေလို့ရပါမလားဘာဖြစ်လို့လဲသိတယ်ဗျာသူတို့ကပါတယ်ဟဲ့နင့်ကကရုံကြီးနဲ့လို့ပြောမှကြောက်တယ်တဏှာကမလိမ့်မဲနေရလားမနေရရေမချိုးပဲနေရလားဘာဖြစ်လို့လဲကြောက်လို့ဘုန်းကြီးကြတော့ကြောက်လားသေမင်းကြတော့ကြောက်လားငရဲကြတော့မကြောက်ဘူးမကြောက်လို့ခက်တီတီနေတာပေါ့ဟုတ်ပြီလားကာမနုံဘွဲထဲမှာနစ်နေတဲ့ပုဂ္ဂိုလ်ဒီအခုမှနစ်တာလားကဘာအသိချေနန္ဒလားအဲ့ဒါကိုကိုယ့်ဘာကိုစမ်းစစ်ပါဟုတ်ပြီလားကိုယ့်ဘာကိုစမ်းစစ်သတိပေးပါဒီအချိန်ဒီအခါအပြင်အလွန်အရေးကြီးတဲ့အချိန်ခါရောက်လာပြီတန်ត្រာမယုံထွက်မယ်ဆိုလို့ရှိရင်တစ်စက္ကန့်တစ်မိနစ်ကတိတ်တန်မှုရှိပါတယ်လူလောကဟိုဘက်ကိုလွန်မြောက်သွားပြီဆိုရင်အခုလိုတရားနာလို့တရားကျင့်လို့ရပါမလားမရပါဘူးအေးအခုယောဂီတို့နွားတွေဖိုးတွေကြီးခင်ဗျားတို့အိမ်မှာဖိုးတွေရှိလိမ့်မယ်ငါအိမ်ကဖိုးဆိုပြီးတော့ဖြာခင်းပြီးခြံအောင်ထောင်ပြီးခေါင်းလေးနဲ့အိတ်သလားတိတ်ပေးသလားတိတ်ပြီးတော့သူတို့ခင်ဗျာဒီတိုင်းကြီးအိတ်ရတော့ချင်းမကိုက်ဘူးလားခင်ဗျားတို့သူတို့အကြောင်းသိခြင်းခြံအောင်တို့ခေါင်းတို့စောင်းတို့မရှိဘဲနဲ့အဲ့ဒီမှာသွားပြီးတနားရီလောက်ငုတ်ထုတ်ထိုင်နေကြတာနေနိုင်ရဲ့လားအဲ့ဒီဒုက္ခလေးကိုနည်းနည်းလေးမြည်စမ်းကြည့်ပါဟုတ်ပြီလားအဲ့ဒီပုဂ္ဂိုလ်တွေဘာဖြစ်လို့ဒီလိုခံစားနေရတာလဲလူလောကလူတို့ရဲ့ဘဝမြတ်တဲ့အချိန်မှာမြတ်တဲ့ဟာလားတရားတွေအာမထုတ်ဖဲနဲ့နော်ရှေ့လူနောက်လူလိုပဲကာမဂုဏ်နဲ့နှုံဘွဲထဲမှာနေပြီးတော့သူလည်းဒီလိုပဲရှာတယ်ကိုလည်းဒီလိုပဲရှာတာပဲသူတို့လည်းစီးပွားရှာတယ်ငါတို့လည်းစီးပွားရှာတယ်သူတို့လည်းသားတွေသမီးတွေနဲ့အိမ်အောင်ပြုတယ်ငါသားသမီးတွေလည်းအချိန်တန်သားသမီးတွေကိုဟာလားအိမ်အောင်ပေးစားတယ်အဲ့လိုအဖြစ်မောဟလောဘဒေါသနဲ့ကာမဂုဏ်ထဲမှာနစ်နေတဲ့အခါကျတော့မောဟဖုံးမသွားဘူးလားမောဟဖုံးတော့တိရစ္ဆာန်ဘဝရောက်မသွားဘူးလားရောက်သွားတဲ့အခါသူတို့မှလုံခြုံမှုရှိသေးလားအဲ့ဒါဘာဖြစ်လို့လဲကာမဂုဏ်နှုံပွဲထဲမှာနေနေတဲ့လေအတွက်ကြောင့်ထိုနှုံပွဲရဲ့အယောအစားပေးရတာခွေးဘဝရောက်သွားပါသည်အဲ့ဒီလေရောက်တော့နှာခေါင်းချင်းကိုက်လို့လည်းပုတ်เสียမရှိလက်စစ်လေးတွေချင်းကိုက်လို့လည်းပုတ်เสียမရှိအောက်ကကျန်းတော့လည်းမို့ရခင်းเสียမရှိကောင်းကြီးအေးတော့လည်းဟာလားစောင်းချုံเสียမရှိချင်းကိုက်တော့လည်းခြံအောင်ထောင်เสียမရှိနော်လေတိုက်တော့မိုးတွေရွာတော့နေเสียရှိသေးလား
သူတို့မှလုပ်ငန်းနဲ့အလုပ်လုပ်စားလို့ရသေးလားအဲ့ဒါဒုက္ခကိုသေးသေးချာချာကြည့်ခွေးလို့မမြင်နဲ့သူတို့ရဲ့ဘေးတွေကိုမြင်ပါ